အားလုံးပဲမင်္ဂလာပါကိုအောင်ကျော်3ရက်နဲ့ကြိုဆိုပါရစေကျွန်တော်တို့24ချိန်เนาะထိုင်းအစိုးရ tree ပေါ့เนาะထိုင်း lottery ရဲ့နောက်ဆုံး3လုံး24ချိန်အတွက်ကျွန်တော်တို့ကစားမယ်เนาะကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပေးခြင်းပြင်အားပေးကြပါဒါကတော့ကျွန်တော်တို့ရှင်းနှစ်ကျော်ကစားကွာပေါ့เนาะခွန်ကုနှစ်ရှိတယ်ချိန်ကိုက်မှာခွန်တစ်လေးရှိတယ်ခွန်တစ်လေးနဲ့အချိန်ကိုက်မှာ3ခွန်ဆိုတဲ့ကဏ္ဍဒီအောက်တပင်ချမ်းမှာပြန်ချတယ်เนาะအဲ့လိုပဲခုနဒီရစတာခွန်ကုနှစ်တန်စနှစ်ကျော်မှာကျွန်တော်တို့ခွန်နှစ်ခုပြန်ထွက်တယ်ဒီတစ်ခွန်ပတ်လေထွက်တယ်သူနဲ့အချိန်ကိုက်မှာ4-3တစ်ရှိတယ်သူဒီတပင်ချပြန်ချเนาะအဲ့တော့3ခွန်တပင်ချပြန်ချ10နှစ်ကျော်မှာ4-3တပင်ချပြန်ချဆိုပြီးတော့ frame လာတယ်ပေါ့ကွာအဲ့တော့ဒီလူကစားကွက်မှာဘာကိုကစားချင်တာလဲဆိုလို့ရှိရင်မကစားကွက်တွေတော့များရှိရနော်ဒီထဲမှာမှဘာကိုကစားမှာလဲဆိုကျွန်တော်တို့953 sorry 958ရှိတယ်နော်958ကနေပြီးတော့1 2 3 4 5နှစ်မြောက်သွားပြီးတော့သူနဲ့အချိန်ကိုက်မှာ4-5တစ်ထွက်တယ်နော်အဲ့ဒီ4-5တစ်ကနေအချိန်ကိုက်မှာကျွန်တော်တို့ခွန်6-8လာထွက်တယ်နော်ဒီထိနားမယ်နော်အဲ့လိုမျိုးပဲကျွန်တော်တို့ဒီမှာလဲ9-5-8ရှိတယ်1 2 3 4 5နှစ်မြောက်မှာကျွန်တော်တို့5တစ်လေးရှိတယ်သူနဲ့အချိန်ကိုက်မှာခွန်6-8ရှိတယ်နော်ဒီချာလေးကြည့်ပါနော်ပြန်ပြောမယ်9-5-8အချိန်ကိုက်မှာ4-5တစ်သူနဲ့အချိန်ကိုက်မှာခွန်6-8နဲ့အချိန်ကိုက်မှာ900နဲ့ဟိုးအချိန်ကိုက်မှာခွန်2-8ထွက်တယ်နော်အဲ့ဒီခွန်2-8ကနေပြီးတော့ကျွန်တော်တို့ရေးလိုက်မယ်1 2 3 4 5 6ခွန်8 9-10အောက်7ပင်ဆင်းပြီးတော့1 2 3ဒီညမှာ3-6-9လာထွက်တယ်နော်ဒီ3-6-9ဒီအဲ့ဒီနှစ်ထဲကကျွန်တော်တို့ပြန်ကြကဏ္ဍယူလို့လဲရတယ်ဒါပေမဲ့ကျွန်တော်က369ကို369လို့ပဲကဏ္ဍ2ကဏ္ဍယူမယ်เนาะခုနဒီဟာကစားတာเนาะအဲ့တော့အဲ့လိုမျိုး958ထွက်တယ်သူနဲ့အချိန်ကိုက်မှာ914 shot 914ပတ်လေထွက်တယ်သူနဲ့အချိန်ကိုက်မှာခွန်68ထွက်တယ်သူနဲ့အချိန်ကိုက်မှာ900ပတ်လေထွက်တယ်ကျွန်တော်မကြည့်တော့เนาะသူနဲ့ဟိုးအချိန်ကိုက်မှာခွန်8နှစ်ပတ်လေလာထွက်တယ်သူကနေ1 2 3 4 5 6 9 10အောက်7ဆင်းပြီးတော့1 2 3ဒီညမှာ369ကို369လို့ကစားချင်တာเนาะပြန်ကြကစားလို့လည်းရတယ်ဒါပေမဲ့ကျွန်တော်က369ကို369လို့ပဲကဏ္ဍ2ကဏ္ဍနဲ့ကစားမယ်เนาะဒါကျွန်တော်တို့369ပထမ file ပေါ့နောက်ထပ်369ကဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့9-1-9-4ခွန်လို့ fixi လာထောင်တယ်เนาะလာထောင်ပြီးတော့သူ့ဘေးမှာထွက်တဲ့ကဏ္ဍ9-5ဒီထိတ်ထောင်ပေါက်ဒီ9-5ကို9-5လို့လာပေါက်တယ်เนาะအဲ့လိုလာပေါက်တဲ့9-5ကိုကျွန်တော်တို့က1 2 3 4 5 6ခွန်ခုနှစ်မြောက်မှာပြန်လာပေါက်ပြီးတဲ့9-5ဆိုပြီးတော့เนาะဘယ်အချိန်မှာပေါက်မှာလဲဆိုအဲ့ဒီနှစ်ထဲကကျွန်တော်တို့တစ်ပိတ်ပထမဆုံးချိန်တစ်ပိတ်ဒုတိယချိန်ရဲ့အောက်မှာလာပေါက်တယ်9-5ဆိုပြီးတော့เนาะ9-5ဆိုပြီးတော့လာပေါက်ပြီးတယ်
လာပေါက်ပြီးတော့အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့နှစ်85နဲ့12345ဒီညမှာ154ဆိုပြီးတော့ကနန်း2ကနန်းနဲ့လာတဲ့154เนาะအဲ့တော့အဲ့ဒီ154ဒီထွက်တဲ့နှစ်ထဲမှာကျွန်တော်တို့369ဆိုတဲ့ကနန်းလာထွက်တယ်เนาะ369အဲ့တော့ဒီ369ဒီသူ့အနောက်နှစ်ကလာခဲ့တဲ့369အဲ့ဒီကနန်းဒီသူ့နောက်နှစ်ကလာခဲ့တဲ့369เนาะအဲ့တော့ဘယ်က369လဲဆိုလို့ရှိရင်ကျွန်တော်တို့ခုနပြောလိုက်တဲ့9194ခွန်ထိပ်စီလာထောင်တဲ့အချိန်နဲ့သူနဲ့အချိန်ကိုက်မှာလာထွက်တဲ့ကဏ္ဍ396ဆိုတဲ့ကဏ္ဍဒီနောက်နှစ်မှာပြန်လာထွက်ပြီးတဲ့369ဆိုပြီးတော့เนาะဘယ်အချိန်မှာထွက်မှာလဲဆိုလို့ရှိရင်ကျွန်တော်တို့869လာထောင်ပြီးတော့အဲ့ဒီထောင်မှာလာထွက်တယ်เนาะအဲ့လိုလာထွက်တဲ့369ကိုနောက်နှစ်ကိုထပ်ထုတ်မယ်369ဆိုပြီးတော့ဘယ်အချိန်မှာထုတ်မှာလဲဆိုကျွန်တော်တို့3တဲ့ရဲ့အောက်ကနေရေးလိုက်မယ်1 2 3 4 5 6ဒီနေရာမှာ369ကိုပြန်ထုတ်မယ်3နှစ်ဆက်တိုက်ထွက်ဟုတ်နော်အဲ့တော့ခုနလိုပဲကျွန်တော်တို့9194ခွန်ထိပ်စီလာထောင်ပြီးတော့ဘေးမှာထွက်တဲ့ကဏ္ဍဒီ9300ခွန်ထိပ်စီထောင်ပေါက်သေးလာထွက်တယ်နော်အဲ့လိုလာထွက်လိုက်တဲ့ကဏ္ဍကျွန်တော်တို့9300ခွန်ဒီခုနလိုပဲ1 2 3 4 5 6ခွန်9နှစ်မြောက်မှာလာထွက်တယ်နော်ခွန်9ခွန်50ဆိုပြီးတော့ဘယ်ချိန်မှာထွက်မှာလဲဆိုကျွန်တော်တို့ဒီနှစ်ထဲမှာကျွန်တော်တို့တစ်ပိတ်တစ်ချိန်တစ်ပိတ်နှစ်ချိန်အောက်မှာခွန်50ဆိုပြီးတော့လာထွက်တယ်နော်လာထွက်ပြီးတော့အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့258ဆိုတဲ့ကဏ္ဍနဲ့1 2 3 4 5 145ဆိုပြီးတော့ကဏ္ဍ2ကဏ္ဍလာရိုက်တယ်နော်လာရိုက်ပြီးတော့ကျွန်တော်တို့မာကရှေကိုငါနော်258နဲ့145ကဏ္ဍ2ကဏ္ဍလာရိုက်ပြီးတော့ဒီအချိန်မှာကျွန်တော်က369ကိုကစားချင်တာဘာဖြစ်လို့လဲခုနလိုပဲ3တဲ့ရဲ့1 2 3 4 5 6ဒီညမှာ369ကိုပြန်ကစားချင်တယ်ဘယ်369ကိုလဲသူ့နောက်နှစ်ကလာခဲ့တဲ့ကဏ္ဍဘယ်ကဏ္ဍလဲသူ့နောက်နှစ်ကလာခဲ့တဲ့ကဏ္ဍဒီကဏ္ဍဘယ်ကဏ္ဍလဲခုနသူ frame စတည်ခဲ့တဲ့9194ခွန်နော်ထိပ်စီးလာထောင်တဲ့အချိန်ကိုက်မှာလာထွက်တဲ့9306ဒီနောက်နှစ်ကိုထပ်ထွက်တယ်690ဆိုပြီးတော့ဘယ်အချိန်မှာထွက်မှာလဲခုနလိုပဲ869လို့ထိပ်စီးလာထောင်ပြီးတော့တောင်းမှာလာထွက်တယ်အဲ့လိုလာထွက်လိုက်တဲ့690ကိုနောက်နှစ်ကိုထပ်ထုတ်မယ်ဒီအချိန်မှာနော်ဘယ်အချိန်မှာလဲကျွန်တော်တို့3303တဲ့ရဲ့1 2 3 4 5 6ဒီအချိန်မှာပြန်ထိုးမယ်ဟုတ်ပြီလားအဲ့တော့369ကဏ္ဍ2ကဏ္ဍပေါ့နော်3နှစ်ဆက်တိုက်ထွက်တဲ့ကဏ္ဍနော်ကလင်နာထဲမှာကျွန်တော်ရှိဝင်ပြောတော့ဗောနော်346လို့အစံလာထည့်တယ်နော်346လာထည့်ပြီးတော့သူကနေ1 2 3 4 5 6ခွန်863တဲ့ထွက်တယ်နော်အဲ့ဒီ863တဲ့ထွက်တဲ့နှစ်ထဲမှာကျွန်တော်တို့ကနန်းတကွက်ဒီ958ဆိုတဲ့ကနန်းဒီသူကဒီရဘောကသူ့ရဲ့နောက်နှစ်ကလာတဲ့ကနန်းပေါ့နော်855ဒီ1 2 3ဒီနေရာမှာ958ဆိုပြီးတော့ကနန်း2ကနန်းလာရိုက်တယ်နော်အဲ့လိုလာရိုက်တဲ့ကနန်းကိုနောက်နှစ်ကိုပြန်ထုတ်မယ်958ဆိုပြီးတော့ဘယ်ချိန်မှာထုတ်မှာလဲဆိုတော့2309တဲ့ဘေးမှာထုတ်မယ်958ဆိုပြီးတော့နော်အဲ့လိုမျိုးပဲကျွန်တော်တို့ဒီမှာ346လို့အစံလာထည့်ပြီးတော့1 2 3 4 5 6ခွန်863တဲ့ထွက်တယ်နော်အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ကဏ္ဍတစ်ခွက်တည်639ဆိုတဲ့ကဏ္ဍတည်နောက်နှစ်မှာဒီလို690ဆိုပြီးတော့ကဏ္ဍ2ကဏ္ဍလာရိုက်တယ်အဲ့လိုလာရိုက်တဲ့ကဏ္ဍကိုနောက်နှစ်ကိုထပ်ထုတ်မယ်ဒီနေရာမှာဘယ်နေရာမှာလဲကျွန်တော်တို့2309တဲ့ဘေးမှာပြန်ထုတ်မယ်369ကဏ္ဍကိုနော်နောက်တစ်ခုကဘယ်လိုလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနေရာမှာ430ဆိုတဲ့ကဏ္ဍပတ်လေလာထွက်တယ်430ထွက်ပြီးတော့တွားနေကြလိုက်မယ်1 2 3 4 5 6ခွန်8 9 3 4 2လာထွက်တယ်နော်1 2 3 4 5 6ခွန်8 9
3ခွန်4လာထွက်တယ်နော်အဲ့ဒီ3ခွန်4ဒီသူ့နောက်ကလာခဲ့တဲ့ကဏ္ဍအဲ့ဒီကဏ္ဍဒီသူ့နောက်နှစ်ကလာခဲ့တဲ့ကဏ္ဍ3နှစ်ဆက်တိုက်ထွက်ခဲ့တဲ့ကဏ္ဍလာဖြစ်တယ်နော်3ခွန်4တကယ်လို့3ခွန်4ကို3ခွန်4လို့လည်းကစားလို့ရတယ်နော်အဲ့လိုမျိုးပဲကျွန်တော်တို့ဒီမှာ340ပတ်လေထွက်တယ်1 2 3 4 5 6ခွန်8 9 2 3 4ပတ်လေထွက်တယ်1 2 3 4 5 6ခွန်8 9ဒီနေရာမှာ3ခွန်4ကို3ခွန်4လို့ကစားမကြိုက်ဘူးဆိုလို့ရှိရင်ဒီမှာထွက်မဲ့ကဏ္ဍဒီသူ့နောက်နှစ်ကလာခဲ့တဲ့ကဏ္ဍဒီကဏ္ဍသူ့နောက်နှစ်ကလာခဲ့တဲ့ကဏ္ဍ3နှစ်ဆက်တိုက်ကဏ္ဍဆိုတော့ကျွန်တော်တို့9 3 6ရှိမယ်နောက်တစ်ခုက9 30လည်းရှိမယ်เนาะအဲ့တော့ဒီနေရာမှာ369နဲ့ကျွန်တော်တို့9 30ကဏ္ဍနှစ်ကွက်ပေါ့နော်ကဲကျွန်တော်ရဲ့24ချိန်ပထမဆုံး live 369အဓိက main ပေါ့နော်အရာမှာတော့ကျွန်တော်တို့335เนาะ335ပေါ့နော်ပတ်လေကဲအားလုံးပဲအောင်မကြပါစေ